Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မ sharing လုပ်ပေးခြင်းတဲ့အကြောင်းရင်းကတော့ဒီ beginner level တွေအတွက်ပေါ့နော်မဖြစ်မနေတိကူတိထားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် Okay ခေါင်းစဉ်လေးကတော့ E or N Okay singular noun နေရှိမှာ A သုံးပါလားဒါမှမဟုတ် N သုံးပါလားတချို့တွေကသိပြီးသားဖြစ်မှာပေါ့နော်သိပြီးတဲ့သူတွေအတွက်ကတော့ကြော်သွားလို့ရတယ်မသိသေးတဲ့သူတွေအတွက်ကတော့ဒီမိနစ်အနည်းငယ်လေးနားထောင်လိုက်ရုံနဲ့ဒီအင်္ဂလိပ်စာလေးပေါ့နော်ပိုမှတိုးတက်သွားမယ်လို့မျှော်လင့်ပါတယ် Okay အဲ့ဒါဆိုရင် noun တွေပေါ့နော် singular noun ဆိုတော့ noun လေးတွေရင်ကြည့်ကြအောင် banana dog animal elephant အဲ့တော့ noun လေးတွေရှိမှာ singular ဆိုတာအနည်းကိုပြောတာဟုတ်တယ်နော်အဲ့တော့ဒီ singular ဆိုတော့အနည်းကိုပြောတာတစ်ခုတစ်ကောင်တစ်ယောက်ဆိုတော့ငါပြောသည်တစ်လုံးလို့ပြောချင်ရင် a banana လား an banana လား Okay အဲ့တော့ကျွန်မမေးတဲ့ချိန်လိုက်ဖြည့်ကြည့်ပေါ့နော် Okay ပြီးရင်ကျွန်မအဖြေမှန်လေးကိုတစ်ခါတည်းပြောတော့မှဖြစ်ပါတယ် banana ကတော့ a banana ပဲဖြစ်ပါတယ် Okay a dog or an dog yeah ဖြေမှန်လေးကတော့ a dog Okay number 3 animal an animal or a animal a လား an လားနော်တိရစ္ဆာန်တကောင်လို့ပြောချင်တယ်ဆိုရင်ကျမတို့က an animal လို့သုံးပါတယ် Okay an elephant or a elephant အဲ elephant ကတော့ကျမတို့က an လို့သုံးပါတယ် an elephant okay a banana a dog an animal an elephant ဟုတ်ပြီဒါလေးတွေကို a နဲ့ an နဲ့အဓိပ္ပာယ်အတူတူပဲမြန်မာလို့ဆိုရင်တစ်ခုတစ်ကောင်တစ်ယောက်ဘယ်လိုခွဲသွားတာလဲဆိုတာကြည့်ကြည့်အောင် okay ဒီမှာကျမနှုတ်လေးရေးထားပေးတယ်ပေါ့နော် vowel sound ဆိုလို့ရှိရင် an ကိုသုံးမယ် other ဆိုတခြားအတန်ထွက်တယ်ဆိုလို့ရှိရင် a ကိုသုံးမယ်လို့ဆိုလိုတာပေါ့ကျမနှုတ်လေးရေးထားပေးတယ်ပေါ့နော် vowel sound ဆိုတာဘာကိုပြောတာလဲ example number 3နဲ့4မှာကြည့်ကြ animal animal and then elephant elephant okay a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  ဟုတ်တယ်နော်အတန်ပေါ့တနည်းအားဖြင့်မြန်မာလိုဟိုဘယ်လိုပြောမလဲအရင်နားလေလွယ်အောင်ပြောလိုက်တာပေါ့အတန်ထွက်တဲ့ဒီဟိုပါစကားလုံးတွေဆိုလို့ရှိရင် an ကိုသုံးပေးရမှာဖြစ်တယ် an ကိုသုံးပေးရမှာပေါ့နော် other ဆိုတော့တခြားပေါ့ banana bar ဟုတ်တယ်နော် dog dog ဒါတွေကကျွန်တော် vowel sound မဟုတ်ဘူးဆိုရင် a ကိုသုံးပေးရမှာပဲဖြစ်တယ်အဓိကတချို့က sound နဲ့ကျွန်တော်တို့ sound နဲ့ခွဲတာပေါ့နော်ဒီ a e i o u vowel ပါရင်နဲ့ခွဲတာမဟုတ်ဘူးပေါ့vowel sounds ထွက်တယ်ဆိုရင် an ကိုသုံးမယ်မဟုတ်ဘူးဆိုရင် a ကိုသုံးမယ်ပေါ့နော်အဲ့တော့ဒါလေးနားလည်သွားပြီဆိုလို့ရှိရင် exercise လေးလုပ်ကြည့်ရအောင် okay number 1 umbrella umbrella vowel sound ထွက်လား umbrella ထွက်တယ်နော်အဲ့တော့ an umbrella okay so how about number 2 h o u r ဒီဟာလေးကိုဒီသင်ခန်းစာလေးမှာဒါတစ်ခါလေးပြောပြသွားမယ်ပေါ့နော် h o u r က hour လား hour လားတန်ထွက်လေးอ่ะတချို့တွေက hour လို့ထွက်တယ်နော်ဒါပေမဲ့တကယ်အတန်ထွက်က hour hour အဲ့တော့ hour ဆိုတော့ vowel sound အတန်လေးထွက်တယ်ဟုတ်နော်အဲ့တော့ vowel sound ဖြစ်တဲ့အတွက် a hour ဖြစ်မလား an hour ဖြစ်မလားan hour okay အဲ့နောက်တစ်ခုက laptop 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 vowel sound yes or no no so a laptop okay and then a computer right computer okay and then train vowel sound yes or no train no so a train okay and after that airplane 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 vowel sound yes or no yes air right airplane okay so an airplane and then twine vowel sound yes or no no so a twine and then daughter okay daughter vowel sound yes or no no so a daughter and then dancer a o n a okay and then actor actor vowel sound yes or no yeah so a o n and ကိုတော့မှဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့နောက်ဆုံးမိကုံချုပ်အနေနဲ့ e လား n လားဆိုတာကို
ကျမတို့ကဒီ vowel sound ပုံမူဒီမှာခွဲမှာဖြစ်ပါတယ် vowel sound အတန်လေး vowel sound ထွက်တယ်ဆိုလို့ရှိရင် vowel sound အတန်ဆိုရင် n ကိုသုံးမှာဖြစ်မှာတခြားတန်ဆို a ကိုသုံးမှာဖြစ်ပါတယ်ဟုတ်ပြီနော် a e i o u ပါတောင်နဲ့ခွဲတာမျိုးမဟုတ်ဘဲနဲ့အတန်နဲ့ခွဲတာဖြစ်ပါတယ်ဒီပါ thank you ပါဒီနေ့ lesson လေးကိုကြိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ကိုအတွက်တစ်ခုခုရတယ်ဆိုလို့ရှိရင်နောက် lesson လေးဒီမှာဆက်ပြီးမှလေ့လာပြပါအောင်နော် okay bye bye bye